လေးပတ်မြောက်တရနီလေးကိုကြည့်အောင်ခမိုကူကျိုကဘာသာရဲ့တင်ယိုတုခွီနာကျွမ်းကျင်တော့နိကထေနာမကျွမ်းကျင်တော့ခိုခုကိုမိခင်ဘာသာစကားဆန်ဆူတင်ချာရီကာသိပ္ပံဘာသာရှာကိုင်လူမှုရေးဘာသာထိုင်အီကူအားကစားဘာသာနျူကာကူဆူရူကျောင်းဝင်သည်ရှီရီစုခိုကိုပုဂ္ဂလိကထက်တန်းကျောင်းခိုရီစုခိုကိုအစိုးရထက်တန်းကျောင်းခိုကူရီစုတိုင်ကကုနိုင်ငံပိုင်တက္ကသိုလ်ဟီရူယာဆူမီနေ့လည်နာချိန်အိုဘန်တိုထမင်းဘူးကျူရှော့ကူကျောင်းမကျွေတော်အစားအစာဂျီကန်ဝါရီအချိန်စရာနျူကာကူရှိခီကျောင်းဝင်ခွင့်ပွဲဆိုစုကီယိုရှိခီကျောင်းစင်ပွဲရှူဆေခီဆူရူတက်ရောက်သည်ခဲဆေခီဆူရူပြက်ကွက်သည်ဘက်စုတဲ့စူကာကူဆူရူဘတ်ဖြစ်အသွားအပြန်လုပ်သည်ကျောင်းစူခင်ဆူရူရုံစင်းရုံတက်လုပ်သည်ဂါခီပညာသင်နှင့်ခွန်ဂါခီလက်ရှိပညာသင်နှင့်ဇန်ခီပထမပိုင်းပညာသင်နှင့်ခိုခီဒုတိယပိုင်းပညာသင်နှင့်အိုနာဂျီဂါကူနန်ပညာသင်နှင့်တူချင်းဂျီရှူဆူရူကိုရိုင်းလေလာသည်အန်ပစ်ဆူကိုခဲဆူရူခဲရန်ချွန်ဒီမိုနိုဆာရှိဂျိုခီပေရန်ကိုခဲယိုဒါစုစေအလုံးပေါင်းသည်ထာစုထာရှိဇန်ပေါင်းသည်ပေါင်းခြင်းဟီခုဟီခီဇန်နှုတ်သည်နှုတ်ခြင်းခါခဲရူခါခဲဇန်မြောက်သည်မြောက်ခြင်းဝါရူဝါရီဇန်စားသည်စားခြင်း